ချင်းမိုင်မြို့ရဲ့ Ring 3 area အတွင်းမှာဂျပန်ဒီဇိုင်းအင်လေးတွေကိုဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဒီအိမ်ယာဝန်းကတော့လမ်ဖန်လမ်းမကြီးဘေးမှာဆောက်လုပ်ထားဖြစ်ပြီးတော့အနီးနားမှာဆိုရင်တော့ Unity Concord International School American Chinese International School ရှိမှာပဲဖြစ်ပါတယ်ချင်းမိုင် OCD ကိုတော့15မိနစ်တွင်တားရောက်နိုင်ပြီးချင်းမိုင် International Airport ကိုတော့မိနစ်20တွင်တားရောက်နိုင်မှာဖြစ်ပါတယ်ဒီအိမ်ယာဝန်းကတော့ဂျပန်ဒီဇိုင်းဆောက်လုပ်ထားဖြစ်တဲ့ကြောင့်မို့အတွင်းကဖွဲ့စည်းပုံအားလုံးကတော့သဘာဝတရားကိုဖန်တီးပြီးတော့တိဆောက်လုပ်ထားပဲဖြစ်ပါတယ်အရန်ကိုလာပါတယ်ဗျလူကြီးမင်းတို့ဒီအိမ်ယာဝန်းကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ first owner အနေနဲ့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဘတ်6တန်းဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဗျအဲ့တော့လူကြီးမင်းတို့ဒီဂျပန်ဒီဇိုင်းအင်လေးကိုဝယ်ယူခြင်းနဲ့လာရောက်ကြည့်ရှုနေဆိုရင်တော့အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်အဲ့တော့ချင်းမိုင်မြို့ရဲ့ဂျပန်စတိုင်ဆောက်လုပ်ထားတဲ့ Habitat Super Highway အင်ယာ project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုနေဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝင်မယ်ဆိုတော့ GNG Town Hospital ကိုဆက်သွယ်မြန်စုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်